္ဂလာပါကျွန်တော်နာမည်ဥက္ကဋ္ဌလင်းပါပါ Asia Golden Gate Company Limited မှာ Managing Director ရာထူးနဲ့လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီ6လပိုင်း22ရက်နေ့ဆိုလို့ရှိရင် Asia Golden Gate Company Limited တည်ထောင်ထားတာ9နှစ်တာကာလဖြစ်ပါပြီကျွန်တော်အနေနဲ့ဒီ Managing Director ရာထူးကိုဦးဆောင်နေတာအခုဆိုလို့ရှိရင်6လကျော်ပဲရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်တာဝန်ယူထမ်းဆောင်မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ BOD တွေနဲ့အသေးစိတ်မင်းနေပါတယ် BOD တွေရဲ့တောင်းဆိုချက်တွေပါတယ်ကျွန်တော်တို့ဒီကာလတွေမှာဘယ်လိုမျိုးဒီဘတ်ဂျက်တွေရယူချင်တာလဲပြီးတော့လက်ရှိအသင်းမှာပေါ့ဘယ်လိုဥဆောင်တဲ့သူတွေဘယ်လိုတာဝန်ခံရှိနေတဲ့သူတွေ manager တွေအဖွဲ့သားတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ဒီကဆွေးနွေးပါတယ်ပြီးတော့ Asia Golden Gate Company Limited ရဲ့လာမယ့်အနာဂတ်တွေကိုကျွန်တော်ဆွေးနွေးပါတယ်အဲ့တော့ကျွန်တော်တာဝန်ယူထမ်းဆောင်နေတဲ့ဒီ6လကျော်ကာလမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကိုတစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အရန်ကိုကျွန်တော်တိုးတက်မှုတွေအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ customer တွေအများကြီးကိုလည်းကျွန်တော်တို့service ပေးနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့အဖွဲ့သားတွေနဲ့အတူပေါင်းစည်းပြီးတော့လည်းcompany ရဲ့အနာဂတ်ရည်မှန်းချက်တွေကိုကောင်းမွန်စွာချပေးနိုင်ခဲ့ပါတယ်ကျွန်တော်တို့လူသားအားလုံးကကျောင်းပြီးတဲ့ဆိုတဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့လုပ်ငန်းခွင်စဝင်နေဆိုတဲ့အချိန်ကနေပြီးတော့ကျွန်တော်တို့အများကြီးကြိုးစားကြတဲ့လူတွေရှိပါတယ်အားလုံးကြိုးစားကြပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်အတွက်ကျွန်တော်တို့ရဲ့အလုပ်ကိုင်အခွင့်အလမ်းတွေအတွက်ကျွန်တော်တို့ရဲ့မိသားစုအတွက်ကျွန်တော်တို့ရဲ့မိဘတွေအတွက်ကျွန်တော်တို့ကြိုးစားကြပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကြိုးစားတဲ့ရလဒ်တွေကိုကျွန်တော်တို့ရယူနိုင်ကြတာရှိပါတယ်ဥပမာအနေနဲ့အိမ်တွေရှိမယ် channel ရှိမယ်ကားတွေရှိမယ်ပြီးတော့လက်ဝတ်ရတနာရှိပါတယ်ဒါတွေကိုရယူနိုင်တယ်ဆိုလို့ရှိရင်အင်မတန်မှကောင်းပါတယ်ပြီးတော့တစ်ဆက်တည်းမှာလည်းအဲ့ဒီအရာဝတ္ထုတွေအဲ့ဒီပိုင်ဆိုင်မှုတွေကိုကိုရီတန်ဖိုးထားတဲ့အရာတွေကိုကျွန်တော်တို့သိသိဖို့လည်းလိုအပ်ပါတယ်အဲ့ဒီအခန်းကဏ္ဍမှာကျွန်တော်တို့ Asia Golden Gate Company Limited ကတရောက်တနေရာနေပြီးတော့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်တို့ရဲ့ customer တွေအတွက်ကိုတရောက်တနေရာနေပြီးတော့ကျွန်တော်တို့ခုနေဖြည့်ဆည်းပေးနေပါတယ်ကျွန်တော်တို့ Asia Golden Gate Company Limited ဟာဒီပြီးခဲ့တဲ့9နှစ်ကာလမှာလည်း customer ရဲ့အကြံပြုချက်တွေကိုကျွန်တော်တို့အစဉ်အဆက်နားထောင်နေပါတယ်အခုအချိန်ကြီးအနေထားပြီးတော့လည်းလာမယ့်ကာလတွေမှာကျွန်တော်တို့အတူကြီးတဲ့ product တွေပြီးတော့ဒီထက်ပိုကောင်းတဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်ဖို့ဆက်လက်ပြီးတော့ကြိုးစားနေပါတယ်ဒါကြောင့် Asia Golden Gate Company Limited ရဲ့ဆောင်ပုဒ်တွေဖြစ်တဲ့စစ်မှန်ပျော်ရွှင်စွာနေထိုင်နိုင်ဖို့နဲ့တန်ဖိုးထားတဲ့အရာတွေကိုအမြဲတမ်းစောင့်ရှောက်ပေးနိုင်ဖို့ဒီစကားအတိုင်းဆက်လက်ကြိုးစားသွားမယ်လို့ပြောချင်နေအားလုံးကိုဒီနေ့ကနေပြီးတော့ကျေးဇူးတင်ရှိပါတယ်မင်္ဂလာပါကျွန်တော်ကတော့ Asia Golden Gate Company မှာ Operation Head အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့သက်တော်ပါအခုဆိုရင်တော့ကျွန်တော်တို့ company ဖြတ်သန်းလာခဲ့တာဒီကနေ့ဆိုရင်တော့9နှစ်ပြည့်ခဲ့ပါပြီ9နှစ်တာကာလအတွင်းမှာကျွန်တော်တို့ company ကနေပြီးတော့ဒီကတက်တာပေါင်းများစွာကိုမြန်မာနိုင်ငံအနှံ့အပြားကိုရောင်းချပေးနိုင်ခဲ့တယ်ဒါတွေမကသေးပါဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာပထမဦးဆုံးလို့ပြောလို့ရလောက်တဲ့ fingerprint safe box တွေပြီးတော့ face ID နဲ့ဖွင့်လို့ရတဲ့ safe box တွေကိုလည်းရောင်းချပေးနိုင်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒါအပြင်ဒီ9နှစ်တာကာလအတွင်းမှာအလုပ်ကိုင်အခွင့်အလမ်းပေါင်းများစွာကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့9နှစ်တာကာလအတွင်းမှာ challenge ပေါင်းများစွာကိုလည်းကျွန်တော်တို့ဖြတ်သန်းခဲ့ပြီးတော့ customer တွေအတွက်အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်ဒါတွေမကသေးပါဘူးကျွန်တော်တို့ company အတွင်းမှာရှိတဲ့ဝန်ထမ်းများအားလုံးရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွက် training program တွေ personal development program တွေနဲ့ကျွန်တော်တို့ supporting လုပ်ပေးတဲ့အစီအစဉ်တွေကိုလည်းဖန်တီးပေးနိုင်ခဲ့တယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာနေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအတွက်ကျွန်တော်တို့ရည်ရွယ်ပြီးတော့ CSR program တွေနဲ့ donation အစီအစဉ်တွေများစွာကိုလည်းကျွန်တော်တို့9နှစ်အတွင်းမှာလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်ဟုတ်ကဲ့ဒါရီယာဆိုရင်တော့ကျွန်တော်တို့9နှစ်တာကာလအတွင်းမှာအကောင်းဆုံးစိုက်ထူနိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့မှတ်တိုင်တွေဖြစ်ပါတယ်ဒီနေ့ချိန်ထိရည်တည်နိုင်နေသေးရဆိုတာ customer တွေရဲ့အားပေးမှုတွေယုံကြည်မှုတွေကြောင့်ကျွန်တော်တို့လည်းနေ့ထိရည်တည်နိုင်နေသေးရပါဒါကြောင့်ရှေ့ဆက်ပြီးတော့လည်း customer တွေအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေပေးစွမ်းနိုင်ဖို့နဲ့မိတို့တန်ဖိုးထားရတဲ့ပစ္စည်းတွေကိုလည်းလုံခြုံစိတ်ချစေဖို့အတွက်လည်းကျွန်တော်တို့ဘက်ကအကောင်းဆုံးစွမ်းဆောင်ပေးဖို့အတွက်လည်းရည်ရွယ်ထားပါတယ်စစ်မှန်ပျော်ရွှင်စွာနေထိုင်ဖို့နဲ့တန်ဖိုးထားတဲ့အရာတွေကိုအမြဲတမ်းဆောက်ရှောက်ပေးဖို့ကတိပေးထားတဲ့အတိုင်းကျွန်တော်တို့ဘက်ကနေပြီးတော့အကောင်းဆုံးပေးစွမ်းနိုင်ကြိုးစားဆောင်ရွက်သွားမှာပါအားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ Asia Golden Gate Company ရဲ့ Finance Department မှာ Cash and Cash Control ဖြစ်တာဝန်ယူထမ်းဆောင်နေတဲ့မရှင်လက်အရောင်ပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးကဆိုရင်တော့ညီမတို့ Asia Golden Gate Company ကိုတည်ထောင်ခဲ့တာ9နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်ဒီ9နှစ်တာကာလအတွင်းမှာညီမတို့ Finance Department အနေနဲ့တိတိကျကျမှန်မှန်ကန်ကန်နဲ့ကုမ္ပဏီဖွံ့ဖြိုးတိုးတက်အောင်အများကြီးဆောင်ရွက်ပေးခဲ့ပြီဖြစ်ပါတယ်ဒီ9နှစ်တာကာလအတွင်းမှာ Asia Golden Gate Company ကနေပြီးတော့သင်ယူစရာတွေအများကြီးရရှိခဲ့ပြီးတော့ပျော်စရာကောင်းတဲ့လုပ်ငန်းခွင်တစ်ခုကိုပိုင်ဆိုင်ခဲ့တဲ့အတွက်founder BOD နဲ့ MD တို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ညီမတို့ Asia Korean Gate Company ဒီထက်အောင်မြင်တိုးတက်ပြီးတော့ရတုဆက်တိုင်းတည်တံ့ပါစေလို့ညီမအနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။စစ်မှန်ပျော်ရွှင်စွာနေထိုင်နိုင်မှုနဲ့တန်ဖိုးထားတဲ့အရာတွေကိုအမြဲတမ်းဆောက်ရှောက်ပေးနိုင်ဖို့ကတိပေးထားတဲ့အတိုင်းအကောင်းဆုံးပေးစွမ်းနိုင်အောင်ဆက်လက်ကြိုးစားသွားပါမယ်။ ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ C2 ထွန်းပါ company မှာ personal assistant အနေနဲ့လုပ်ခဲ့တာဆိုရင်အခုဆိုရင်ကျွန်တော်3နှစ်ကျော်လောက်ဖြစ်သွားပြီပေါ့နော်အခုဆိုရင်လည်း company က9နှစ်တာ anniversary ကိုတောင်မှရောက်ရှိခဲ့ပြီပေါ့ကျွန်တော်တို့ဒီ9နှစ်တာ anniversary ရောက်ရှိခဲ့တဲ့အတွက်မှာကျွန်တော်တို့ customer တွေမျိုးပေါင်းများစွာက customer တွေကိုကျွန်တော်တို့မိခံတက်တာပေါင်းအလုံးကြီး1000ကျော်လောက်ကိုကျွန်တော်တို့ပို့ဆောင်ပေးခဲ့ပြီပေါ့နော်အခုဆိုရင်တော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော face sensor နဲ့ဖွင့်လို့ရတဲ့မိခံတက်တာတွေကိုကျွန်တော်တို့ကုမ္ပဏီမှာတင်သွင်းရောင်းချပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျဆက်လက်ပြီးတော့လည်းကျွန်တော်တို့ customer တွေကိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့အတွက်လည်းဆက်လက်ပြီးကျွန်တော်တို့ကြိုးပမ်းလျက်ရှိပါတယ်ကြိုးစားအားထုတ်လျက်ရှိပါတယ်ခင်ဗျစစ်မှန်ပျော်ရွှင်စွာနေထိုင်နိုင်မှုနဲ့တန်ဖိုးထားတဲ့အရာတွေကိုအများတန်းစောင့်ရှောက်ပေးဖို့ကတိပေးထားတဲ့အတိုင်းအကောင်းဆုံးပေးစွမ်းနိုင်အောင်ဆက်လက်ပြီးကြိုးစားသွားမှာပါမင်္ဂလာပါညီမကတော့ Asia Korean Gate Company ရဲ့ HR Admin Department မှာတာဝန်ထမ်းဆောင်နေတဲ့နှင်းပွင့်သူဖြစ်ပါတယ်။ယနေ့ဟာဆိုရင်ညီမတို့ Asia Korean Gate Company ကိုတည်ထောင်ခဲ့တာ9နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ဒီ9နှစ်တာကာလအတွင်းမှာညီမတို့နဲ့မြန်မာနိုင်ငံရဲ့မြို့နယ်ပေါင်းများစွာကိုမိဂဒတာအလုံးရေပေါင်းများစွာကိုအရောက်ပို့ဆောင်ပြီးတော့ရောင်းချပေးနိုင်ခဲ့ပါတယ်။ဒီ9နှစ်တာကာလအတွင်းမှာညီမတို့ Asia Korean Gate Company အနေနဲ့မြန်မာနိုင်ငံရဲ့သဘာဝဘေးအန္တရာယ်ပေါင်းများစွာနဲ့အခြားသော CSR program တွေမှာလည်းအများကြီးထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။ညီမတို့အနေနဲ့မြန်ဆန်ထိရောက်တဲ့ပြုလုပ်မှုပိုင်းတွေကို customer တွေအတွက်အများအားစဉ်းစားပြီးအကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်အောင်လည်းကြိုးစားခဲ့ပါတယ်။ဘုံစရာကောင်းတာတွေအားလုံးတွေကတစ်ခုကိုပြောပါဆိုလို့ရှိရင်ညီမတို့ Asia Korean Gate အနေနဲ့မြန်မာနိုင်ငံရဲ့ပထမအဦးဆုံး Face ID နဲ့ဖွင့်လို့ရတဲ့မိခင်ဒတာနဲ့ fingerprint system တွေပါဝင်တဲ့မိခင်ဒတာတွေများစွာကိုပထမဆုံးတင်သွင်းရောင်းချပေးနိုင်ခဲ့တဲ့တစ်ခုတည်းသော company ဖြစ်ပါတယ်ရှင်။ဒါတွေအားလုံးကိုဥဆောင်နိုင်ခဲ့တာဆိုလို့ရှိရင်ညီမတို့ Asia Korean Gate Company ကိုယုံကြည်မှုအပြည့်နဲ့စဉ်ဆက်မပြတ်အားပေးခဲ့တဲ့ customer တွေနဲ့ညီမတို့ company ကြီးကိုတည်ထောင်ခဲ့တဲ့ BOD တွေနဲ့တကွဝန်ထမ်းတွေအားလုံးရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်ရှင်။စစ်မှန်ပျော်ရွှင်စွာနေထိုင်နိုင်ဖို့နဲ့တန်ဖိုးထားတဲ့အရာတွေကိုအမြဲစောင့်ရှောက်ပေးဖို့ကတိပေးထားတဲ့အတိုင်းအကောင်းဆုံးစွမ်းဆောင်နိုင်အောင်ဆက်လက်ကြိုးစားသွားပါမယ်လို့ကတိပေးပါတယ်ရှင်။ မင်္ဂလာပါရှင်။ကျွန်မကတော့ Asia Korean Gate Company ရဲ့ Finance Account Department တွင် Senior Position ဖြင့်တာဝန်ထမ်းဆောင်နေတဲ့တသိန်းဆန်းဖြစ်ပါတယ်ရှင်။ဒီနေ့ကြားရောက်တဲ့နေ့ကတော့ Company ရဲ့ပေါ့နော်5 year anniversary ဖြစ်ပါတယ်ရှင်။9နှစ်တာကာလတော်တွင်မှာညီမအနေနဲ့ကြားလို့ရှိရင်တာဝန်ထမ်းဆောင်တာကတော့နည်းနည်းနေပါဖြစ်ပါတယ်ရှင်။ဒီနေ့တာကာလတော်တွင်မှာညီမရဲ့စီးတီးကြမှန်ကန်မှုရုပ်ကြည်စိတ်ချမှုစီမံခန့်ခွဲမှုအတန်းနိုင်ဆုံးညီမဖေကကြိုးစားခဲ့ပါတယ်ရှင်။အဲ့လိုနည်းတူပဲညီမတို့ BOD ပေါ့နော် BOD အကုန်လုံးကလည်း support အများကြီးပေးခဲ့ပါတယ် BOD ကညီမတို့ကို consultant တွေပေးခဲ့တယ် training တွေပေးခဲ့တယ် leadership training တွေအများကြီးပေးခဲ့တယ်အဲ့လိုညီမတို့ခေတ်ကိုလည်းပြန်ပြီးတော့ပေါ့နော်ကိုညီစစပေးခဲ့တဲ့အများကြီးကျေးဇူးတင်ပါတယ်ရှင်ဒီခုလို9နှစ်တာကာလတော်အတွင်းမှာညီမတို့ company ကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးတဲ့ customer တို့ဦးထားချင်းစိတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်စမပျော်စံနေထိုင်နိုင်ဖို့နဲ့တန်ဖိုးထားတဲ့အရာတွေကိုအမြဲဆောက်ရှောက်ပေးပြီးကတိပေးထားတဲ့အတိုင်းအကောင်းဆုံးပေးဆက်နိုင်အောင်ကြိုးစားသွားပါမယ်ရှင့်အားလုံးပဲမင်္ဂလာပါကျမကတော့ Asia Korean Gate Company မှာ Digital Marketing Department ကနေပြီးတော့တာဝန်ယူထမ်းဆောင်နေတဲ့မနစ်နိုပဲဖြစ်ပါတယ်ရှင်အခုဆိုရင်တော့ Asia Korean Gate Company ကြီးရဆိုရင်9နှစ်တာပြည့်ခဲ့ပြီပဲဖြစ်ပါတယ်ရှင်ဒီ9နှစ်ကာလအတွင်းမှာ Asia Korean Gate ကနေပြီးတော့မှကျမတို့ဒီမိခင်ဒေတာပေါင်းများစွာကိုမြန်မာနိုင်ငံအနှံ့ပြားသို့လည်းပို့ဆောင်ပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ရှင်ထိရောက်မြန်ဆန်တဲ့ဝန်ဆောင်မှုတွေ customer service တွေနဲ့ပတ်သက်ပြီး24နာရီ customer တွေကိုအမြဲတမ်း view site ပေးရရှိပါတယ်ရှင်။ဘုံယူစရာအကောင်းဆုံးတဲ့တစ်ခုကတော့ညီမတို့ Asia Korean Gate ကနေပြီးတော့မှပထမဦးဆုံးတင်သွင်းရောင်းချပေးနိုင်ခဲ့တဲ့ fingerprint face sensor မိခင်ဒတာလုံးကြီးများကိုလည်းလက်ရှိမှာဆိုလို့ရှိရင်ရောင်းချပေးရရှိပါပြီရှင်။9နှစ်တာကာလအတွင်းမှာကုမ္ပဏီကနေပြီးတော့ဝန်ထမ်းများပေါ်မှာလိုအပ်တဲ့ training တွေ internet training တွေညီမတို့ဒီအပြင်သင်တန်းတွေ knowledge sharing တွေများစွာပေးခဲ့တဲ့ကြောင့်မလို့ဝန်ထမ်းများအနေဖြင့် personal grooming ကိုကောင်းကောင်းကြီးပို့ပြီးတော့ဖြစ်လာခဲ့ပါတယ်ရှင်။ဒီနေ့ထိရပ်တည်နိုင်ဖို့ challenge တွေအများကြီးလုပ်ခဲ့တဲ့ဖန်တီးမှုပိုင်းတွေလုပ်ပိုင်ခွင့်တွေလည်းအများကြီးရရှိခဲ့ပါတယ်။ဒီလုပ်ပိုင်ခွင့်တွေရရှိခဲ့တဲ့ဆိုတာကလည်း customer တွေကညီမတို့ဒီ Asia Korean Gate ကိုယခုလို9နှစ်ထိတည်မြဲအောင်ရှိဖို့နောက်ထပ်နှစ်ပေါင်းများစွာရှိဖို့အတွက် customer တွေရဲ့ယုံကြည်မှုကအစစ်အမှန်ဖြစ်ပါတယ်ရှင်။စစ်မှန်ပျော်ရွှင်စွာနေထိုင်ဖို့နဲ့တန်ဖိုးထားတဲ့အရာတွေကိုအမြဲစောင့်ရှောက်ပေးဖို့ကတိပေးထားတဲ့အတိုင်း
အကောင်းဆုံးပေးဆန်းနိုင်အောင်ဆက်လက်ကြိုးစားသွားပါမယ်ရှင် အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Asia Golden Gate Company ရဲ့ Sales Department မှာ Sales Executive ရာထူးနဲ့တာဝန်ထမ်းဆောင်နေတဲ့ Solution ပဲဖြစ်ပါတယ်ရှင်အခုဆိုရင် Asia Golden Gate Company ကြီးကိုတည်ထောင်ခဲ့တာယနေ့ဆိုရင်9နှစ်တိုင်ခဲ့ပါပြီဒီ9နှစ်တာကာလအတွင်းမှာမိကန်ဒတာပေါင်းများစွာကို customer တွေလက်ထဲမြန်မာနိုင်ငံအနှံ့ပြောင်းလဲပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာနည်းပညာမြင့်မားတဲ့မိကန်ဒတာပေါင်းများစွာကိုတင်သွင်းရောင်းချနိုင်ခဲ့တဲ့အပြင်နောက်ထပ်ကုန်ကြီးစရာကောင်းတဲ့အချက်လေးတစ်ချက်ကတော့မြန်မာနိုင်ငံမှာပထမဦးဆုံး face ဆိုင်အနေနဲ့ဖွင့်လို့ရမယ်မိကန်ဒတာကြီးကိုလည်း Asia Golden Gate Company ကနေပြီးတော့တင်သွင်းရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်ပြုပြင်မှုပိုင်းမှာဆိုလို့ရှိရင်လည်းမြန်ဆန်ထိရောက်တဲ့ after sales service တွေနဲ့ customer တွေထံအကောင်းမွန်ဆုံးဝန်ဆောင်မှုပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဝယ်ယူအားပေးတဲ့ customer တွေရဲ့ယုံကြည်စိတ်ချစွာအားပေးမှုကြောင့်အခုဆိုရင် Asia Golden Gate Company က9နှစ်တိုင်အောင်ရည်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်မှန်ပျော်ရွှင်စွာနေထိုင်နိုင်မှုနဲ့တန်ဖိုးထားတဲ့အရာတွေကိုအမြဲစောင့်ရှောက်ပေးဖို့ကတိပေးထားတဲ့အတိုင်းအကောင်းဆုံးပေးစွမ်းနိုင်ဖို့ဆက်လက်ကြိုးစားသွားမှာပါ။